ကျောင်းကိုသွားမှာဖြစ်ပါတယ်။အကြဘာနေရာကလေးပါမှာကျမတို့ဒီမှာတော့ပေါ့နော်သူက simulation ထဲမှာကိုကlist count အတွက်ပေးပြီးသားရှိတယ်ပေါ့နော်အဲ့ဆိုကျမတို့ list count တွက်ပေးစရာမလိုတော့ဘူးပေါ့နော်တွက်ပေးပြီးသားဆိုတော့လေဒါကျမဘာတွေလုပ်မလဲဆိုတော့ပထမဦးဆုံးဘာနေရာကလေးပါကိုအတိုင်းမယ်ဆိုရင်ပေါ့နံပါတ်1ပစ္စည်း material မထည့်ရသေးဘဲနဲ့ကိုzero error ရှိမရှိအရင်စစ်ရမှာဖြစ်ပါတယ် zero error ရှိလားမရှိဘူးလားဒါကိုစစ်ရမှာဖြစ်ပါတယ်အခုဒီမှာ zero error တက်နေသလားမတက်ဘူးလားသိချင်သူလေးကိုတစ်ချက်ကြည့်ရမှာဖြစ်ပါတယ်သူလေးကိုရှေ့တိုးမလားနောက်ဆုတ်မလားပေါ့နော်ဒီမှာကျွန်မတစ်ချက်လေးပြပေးမယ်ဟုတ်ပြီသူ့ကိုနောက်ဆုတ်လိုက်မယ်ပေါ့နော်ဟုတ်ပြီနောက်ဆုတ်ပြီးတစ်ခါရှေ့ပြန်သွင်းလိုက် okay ကတ်သွားပြီပေါ့နော်ကတ်သွားပြီဆိုသူ့မှာ error ရှိမရှိကြည့်ရဘယ်ကိုကြည့်ရမလဲဆိုဒီမှာကြည့်ပေးရမှာဖြစ်ပါတယ်ဒီမှာကြည့်ရမယ်ပေါ့နော်အပေါ်ကတော့သူက main scale အောက်ကဘာနီယာ scale ဖြစ်ပါတယ်နော်ဒါလေးက main scale ဖြစ်ပါတယ်ဒါကဘာနီယာဖြစ်ပါတယ်နော်အကြ main scale ရောဘာနီယာ scale ရောနှစ်ခုစလုံးကြည့်ဘယ်မှာကြည့်မလဲဆို0လေးတွေကြည့်ပြီကွယ်သူ0လေးရဲ့နော် main scale မှာရှိတဲ့0ရဲ့ဘာနီယာ scale မှာရှိတဲ့0ရဲ့တစ်ထပ်သေးတနေရာတဲ့ကြာနေတာဖြစ်တဲ့အတွက်သူက no zero error လုံးဝ0 error မရှိတာဖြစ်ပါတယ်နော်ဒါ error မရှိဘူးပေါ့နော်ဒါ error မရှိဘူးဆိုဟုတ်ပြီအကြ material စထည့်မှာဖြစ်ပါတယ် material ကတော့သူမှာဒီထဲမှာအားလုံးပေါင်းဘယ်နှမျိုးပေးထားလဲဆို4မျိုးပေးတယ်နော်4မျိုးပေးတယ်ဘာတွေပါလဲဆို spear ပါမယ်နော် iron block ပါမယ် beaker လေးတွေပါမယ် cylinder လေးတွေပါမယ်ကြိုက်တာသုံးလို့ရပါတယ်အဲဒါကျမကတော့ဒီထဲမှာ spear လေးကိုတိုင်းပြပေးမှာဖြစ်ပါတယ်နော် spear လေးကိုယူမယ်ဆိုရင်အဲ့ဒီ spear လေးကိုတစ်ချက်ကလေးခောက်လိုက်ရပါပြီနော်ကဲဟုတ်ပြီအဲကြောင့်ရောက်လာပြီဆိုဘာလုပ်မလဲပေါ့နော်ကိုရီးယားယူထားတာက spear လေးယူထားတယ်ပေါ့နော်ယူပြီးပြီဆိုရင်နောက်မှာဒါလေးကိုပဲရှေ့ပြန်ရွှေ့ပြီနော်ဝက်ဦးလေးရှေ့ပြန်လှည့်ခိုင်းတာဖြစ်ပါတယ်နော်ဝက်ရှေ့တိုးမှာသူကဝက်ဦးလေးရှေ့တိုးပြီးပြီဆိုဘာလုပ်ရမလဲအဲ့ဒါတွေဖတ်တော့ဖြစ်ပါတယ်အဲ့ဒါကဒီမှာလေအဲကျမတို့ဒီမှာ2တယ်နော်2ဒီမှာဆိုရင် 2.1 ရှိတယ်ပေါ့နော်အဲ့ဒါဆို 2.1 ရှိတယ်ဒီမှာ 2.2 အကြ 2.1 ရေနော်ဒီဘက်မှာရေးလိုက်မယ်2.1 ရေဂျားမှာရှိတာကို0ပါနော်2.1 နဲ့ 2.2 ရဲ့ဂျားမှာရှိလို့သူက error တက်တဲ့ခါ positive error ဖြစ်ပါတယ် positive 0 error လို့ပြောမှာပေါ့နော် positive 0 error တက်ပြီနော် positive 0 error တက်ပြီအဲ့မှာသူ့မှာထက်ထဲတသားလေးကြားတဲ့နေရာကိုလိုက်ကြည့်မယ်ကွယ်ကျမတို့ဒီနေရာလေးတွေ့နော်တစ်ထက်ထဲတသားလေးကြားတဲ့နေရာဟုတ်နော်ဒီဘက်မှာရေးထားမယ်2.1 error က positive တစ်ထက်ထဲတသားလေးကြားတဲ့နေရာဒီနေရာလေးကိုယူမယ်ဒီမှာဆိုရင်နော်သူက1 2 3 4 5 6 7ဆိုတဲ့နေရာမှာရနော်အဲ့ဒီ7ရဲ့ least count ရဲ့မြောက်မယ်နော်7ရဲ့ least count က 0.01 ဒီမှာနော် least count ကဒီမှာသူနဲ့မြောက်မယ်အဲ့ဒါဆိုဘယ်လောက်ရမလဲဆိုရင် 2.1 plus 0.07 ရသူတို့ပေါင်းလိုက်မယ်ဘယ်လောက်ရမလဲဆို 2.17 ရမှာဖြစ်ပါတယ် unit ကတော့ centimeter ဖြစ်ပါတယ်နော် 2.17 centimeter ရပြီရလာတဲ့အဖြေကိုကျမတို့ဒီမှာ check ပြန်စစ်ဘယ်ထဲမှာထည့်မလဲဆိုဒီမှာထည့်နော်ထည့်ပြီးပြီဆို answer ပြန်စစ်မှာဖြစ်ပါတယ်ဟုတ်ပြီနော် answer စစ်မယ်ဟုတ်ပြီအခုမှဒီမှာစစ်လိုက်မယ် okay 2.17 ရတယ်နော်အဲကြောင့် answer စစ်မယ် check လုပ်ကြည့်ဒီမှာပါမယ်မှန်သွားပြီတဲ့ဒီမှာမှန်သွားတာဖြစ်ပါတယ်အဲဆိုကျမတို့လုပ်ထားတဲ့ experiment မှန်သွားပြီဆိုတော့ဒီမှာ click လေးနဲ့ပြပေးမှာဖြစ်ပါတယ်မားတယ်ဆိုရင်တော့ကျမတို့တစ်ခါပြန်ပြီးတော့နောက်တစ်စစ်ပြန်တွက်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲဆိုကျမရဲ့ဘာနီယာကလေးပါ simulation ကတော့ဒီလောက်ပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲဆိုကျမဒီလောက်ပါပဲနော်အဲကြောင့်နောက်ထပ်ဘာနီယာကလေးပါကိုကျမတို့ channel material ကတော့ကိုတိုင်းနေနေရတိုင်းလို့ရတယ်ပေါ့နော်ဒီက material ပုံမှာမူတည်တာဖြစ်ပါတယ်နော်နော်တချို့ဆိုတိုင်းနေလေနော်ဘီကာကွက်လေးတွေတိုင်းနေပေါ့နော်ဘယ်လိုတိုင်းလိုက်လဲဆိုဒီလိုမျိုးတိုင်းနေတာလည်းရှိတယ်ဒီဘီကာကွက်ကလေးကိုနော်နှိပ်လိုက်မယ်ပေါ့နော်သူဆိုရင်ဒီမှာနှိပ်လိုက်ရောနှိပ်လိုက်သူဘယ်မှာရောက်သွားလဲဆိုဒါဆိုရင်ကျမတို့ကအင်းနာတိုင်းနေပေါ့သူဆိုဒီထဲကိုရွှေ့လိုက်ရွှေ့ပြီးရင်ဒီမှာအင်းနာ diameter တိုင်းမလားပေါ့နော်
deep တိုင်းမလားဒါတော့ကွဲမှာဖြစ်တယ်ပေါ့နော်ကိုကအနက်ပဲတိုင်းမလားအနားတိုင်းရမိတာပဲတိုင်းမလားပေါ့နော်အဲ့ဒါတော့ကွဲမှာဖြစ်ပါတယ်အနက်တိုင်းနေဆိုသူ့ကိုကလေးလေးနှုတ်နှိပ်ပေးလိုက်ပေါ့နော်ကလေးလေးတစ်ချက်ခောက်လိုက်အဲ့ဆိုဒီမှာအနက်တိုင်းသွားမယ်ဒီမှာဒီလိုတိုင်းလို့ရပြီနော်နောက်ထပ်ကိုဆွဲပြီးနော်သူဒီလိုနောက်ထပ်ကိုဆွဲမယ် simulation answer result ထည့်မယ်အဖြေဘယ်လောက်လဲဆိုတော့ပြန်ပြီးတော့အောက်မှာ check ပြန်စီရင်ရပါပြီဟုတ်ပြီနော်အဲ့ဆိုဒီမှာ simulation ကဘာနီယာကလေးပါကဒီလောက်ပဲဖြစ်ပါတယ်နော်အဲ့ဆိုဒီမှာဒါလေးတစ်ချက်ပြန်ပြီးတော့